Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီ 4on3 ဝက်ပေါ့နော် speaker လေးတွေကျွန်တော်ဒီကောင်လေးတွေကိုတော့ TV အဟောင်းထဲကနေဖြုတ်ထားတာပေါ့နော်ဒီကောင်လေးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီမြန်မာငွေ1000အောက်နဲ့ပေါ့နော်Bluetooth amplifier အသေးပြုလုပ်နည်းလေးကိုဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားလဲဆိုတော့စုံထိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတစ်တင်တိုင်းသိရအောင်လဲကျွန်တော် channel လေးကို subscribe နှိပ်ထားပေးဖို့လဲမေတ္တာရက်ခံအပ်ပါတယ်နော်ဆိုလို့ရှိရင်တော့စီစဉ်လေးကိုစလိုက်အောင်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ speaker လေးနဲ့တိုင်ပြီးတော့ပေါ့နော်ကျွန်တော်ဒီမှာ PPC အပြားလေးကိုကျွန်တော်တို့ဒီမှာညှက်နေတာပဲဖြစ်တယ်ဒီကောင်ကတော့ဒီ PPC pipe ကိုပေါ့နော်မီးအပူပေးပြီးတော့ကျွန်တော်ဒီလိုလိုပြားထားတာပေါ့နော်ကျွန်တော်ဒီအခုဗီဒီယိုလေးကိုကြည့်ရှုပြီးသွားတဲ့လူအနေနဲ့ဆိုလို့ရှိရင်လည်းဒီ speaker လေးကိုလုတ်ပြီးတော့သုံးဖို့အတွက်ကိုကျွန်တော် recommend ပေးတယ်ပေါ့နော်ပို့ပြီးတော့ပြန်ပြီးတော့လုတ်သုံးသင့်ပါတယ်ဘာလို့လဲဆိုတော့ဒီကောင်လေးကအရန်လဲအတန်ကိုကောင်းတယ်ကြည်လဲကြည်တယ်ကျွန်တော်တို့သုံးရတာတော်တော်လေးကိုမိုက်ပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီဘောက်အထိုင်လေးပုံစံပေါ့နော်ကျွန်တော်တို့အသေးလေးဒီမှာ PPC အပြားလေးတွေနဲ့ကျွန်တော်လုပ်နေတယ်ပြီးတော့ရင်တော့အပေါ်မှာကျွန်တော်တို့ဒီ speaker လေးနှလုံးတက်ဖို့အတွက်အပေါက်ကလေးအရင်ဖောက်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတောင်လေးတွေကိုအရင်ဆုံးဒီပေါက်ကလေးပေါ့နော်ပေါက်ကလေးအရင်ဆုံးကျွန်တော်ပြုတ်လုပ်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကောကျွန်တော်တို့မှာ 502 core နဲ့ကပ်ပြီးတော့အဆင်ပြေသလိုလေးလုပ်ထားတယ်ပေါ့နော်ဒီဘေးတန်လည်းတော်တော်ကောင်းပါတယ်ဒီ speaker ကနော်အဲ့မှာဆိုလို့ရှိရင်တော့ကျွန်တော်အပေါ်ရပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာအပိတ်ကလေးနှစ်ခုကိုလည်းကျွန်တော်ထပ်ပြီးတော့ကတ်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီကောင်လေးတွေကိုလည်း 502 နဲ့တခါလေးလိုက်ကတ်မယ်ပေါ့နော်ဒီကောင်ကိုကျွန်တော်တိုင်းပြီးတော့မဖြစ်တော့ဘူးဘောက်အထိုင်လေးအတိုင်းပဲကျွန်တော်တခါလေးဘေးကနေကတ်ကြီးနဲ့လိုက်ပြီးတော့ညှက်လိုက်မယ်ပေါ့နော်အဲ့တော့ဓာတ်လေးကိုတုံထားတယ်အဆင်ပြေတာနဲ့တုံးလို့ရပါတယ်နော်ညီချင်းတော့ကျွန်တော်ဒေါင်လေးတွေကိုလိုက်ပြီးတော့ကော်ဘက်လေးပတ်လိုက်ပြီးတော့စားဖို့တော့လိုတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒေါင်လေးတွေပါလှသွားတာပေါ့နော်အဲ့တော့ဒီမှာဒီကောင်ကိုကျွန်တော်အရင်ဆုံးဘေးလေးတွေကိုလိုက်ဖြတ်မယ်ဟုတ်နော်ပြီးတော့ဆိုရင်ဒီဘက်မှာလည်းနောက်တစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကိုလည်းဒီနီအတိုင်းပဲကျွန်တော်ပိတ်မယ်ပို့ပြီးတော့ခိုင်လေးဖြစ်စေချင်တော့ကျွန်တော်အတွင်းထဲကိုပါကျွန်တော်ကောလေးလောင်းထည့်လိုက်ပါတော့ဒါဆိုလို့ရှိရင်တော့ဒီဘောက်အထိုင်လေးကတော်တော်လေးကိုခိုင်သွားပါပြီနော်အဲ့တော့ဒီမှာဒရောင်လေးတွေကိုကျွန်တော်မှဓာတ်လေးနဲ့လိုက်ပြီးပေါ့နော်လိုသလိုလေးလိုက်ညှိတယ်ဒါတော့အဆင်ပြေသလိုမိတ်ဆွေတို့လိုချင်တဲ့အတိုင်းလေးကိုလိုက်ပြီးချိုးပေါ့နော်အဲ့ပြီးသားပြီဆိုရင်တော့ဒီမှာ speaker နှလုံးထည့်ဖို့တော့ပေါ့နော်အပေါက်ကလေးရှိမယ်ဒီကောင်လေးတွေကိုတော့ကျွန်တော်တို့ဒီဒီချာညီသွားအောင်လို့ကျွန်တော်ဖောက်ထားတယ်။ပြီးသားပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီအာသွင်းကတ်ပေါ့နော်အာသွင်းကတ်ဝင်ဖို့အတွက်အပေါက်ကလေးတစ်ပေါက်ဖောက်ကြမယ်ပေါ့နော်။အဲ့တော့အာသွင်းခေါင်းလေးအထိုင်လေးပေါ့နော်အထိုင်လေးနဲ့ညီမျှတဲ့အပေါက်ကလေးကိုကျွန်တော်ဒီတောင်လေးမှာဖောက်တယ်။ပြီးသားပြီဆိုရင်တော့ဒီ audio jack ပေါ့နော် audio ဒီ female jack နဲ့ဒီ male jack ပေါ့နော်နှစ်ခုတွဲလို့ရမယ့်ကောင်လေးကိုကျွန်တော်ဒီမှာအထဲထဲမှာထည့်တယ်ပေါ့နော်။အထဲထဲမှာတော့ကျွန်တော် female jack လေးကိုထည့်ပေးထားတယ်။အဲ့ထည့်ဖို့အတွက်ကျွန်တော်ဒီမှာအပေါက်ကလေးဖောက်လိုက်တယ်ပေါ့နော်။မှာဆိုလို့ရှိရင်ဒီကောင်လေးတွဲပြီးတော့ထည့်လို့ရပါတယ်ပေါ့နော်။ပြီးသားရင်တော့ကျွန်တော်ဒီမှာအဖွင့်ပိတ်အတွက်ခလုတ်ကလေးတစ်ခုပါထည့်ထားမယ်ပေါ့နော်။ကျွန်တော်ဘယ်ဒီထဲမှာဖြစ်တဲ့အတွက်ကျွန်တော်အဖွင့်ပိတ်ကလေးပါထည့်ပေးတင်တယ်ပေါ့နော်။ကျွန်တော်လည်းဒီမှာခလုတ်အသေးလေးပေါ့နော်။အသေးလေးကိုထည့်ထားတယ်။အဲ့ကောင်တွေလည်းကျွန်တော်တို့ဒီမှာအထိုင်လေးတစ်ခုလောက်ကြမယ်ပေါ့နော်။အဲ့တော့ကျွန်တော်အရင်ဆုံးအပေါက်ကလေးတွေဖောက်လိုက်မယ်ဖောက်ပြီးသွားမှလိုသလိုအထိုင်နဲ့ညီမျှတဲ့အပေါက်ကလေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ပေါ့နော်အဲ့ပြီးသွားပြီဆိုတော့ကျွန်တော်ကဒီမှာ Bosni ပေါ့နော်ဒီကောင်ကိုကျွန်တော်တုံးထားတယ်ဒီမှုတ်ဆေးဘူးလေးပေါ့နော်အဲ့ကောင်လေးနဲ့ကျွန်တော်ဒီမှာလိုက်ပြီးတော့အဝိုင်းအောင်လေးမှုတ်ထားတယ်ပေါ့နော်ကျွန်တော်လှအောင်လုပ်ပါ
ဒါမိတ်ဆွေတို့အနေနဲ့ကြိုက်တဲ့အရောင်ကိုမှုတ်လို့ရတယ်ပေါ့နော်မမှုတ်လဲအဆင်ပြေပါတယ်ကျွန်တော်ကဒီမှာအဝါရောင်လေးထည့်မှုတ်ထားတယ်နောက်ပြီးတော့ရင်တော့ဒီဘက်မှာကကျွန်တော်စပီကာကြိုးလေးတွေကိုထည့်မယ်ပေါ့နော်စပီကာကြိုးလေးနှစ်ချောင်းကိုကျွန်တော်ကဒီအပြာရောင်ချောင်းလေးကိုတော့ကျွန်တော်မိုင်းနဲ့ထားတယ်အဖြူရောင်ချောင်းလေးကိုတော့ပလက်ထားတယ်ပေါ့နော်အဲ့တော့နောက်တစ်လုံးကိုလည်းကျွန်တော်တို့အဲ့တိုင်းလေးပဲတွဲမယ်ပေါ့နော်ကျွန်တော်တို့အခုသုံးမဲ့ကတ်ကလေးကဒီ speaker နှလုံးတွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ speaker ကိုနှလုံးလိုအပ်တယ်ပေါ့နော်တကယ်လို့ဒီ amplifier ကတ်ကတစ်လုံးတည်းတာဆိုလည်းရတယ်ပေါ့နော်အဲ့တော့ဒီမှာ speaker နှလုံးကိုကျွန်တော် wire လေးတွေဆက်ပြီးသွားပြီပေါ့နော်အဲ့ပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာ3.7 volt lithium battery ပေါ့နော်အကောင်လေးကိုကျွန်တော်အပေါင်းနဲ့အနှုံနဲ့ကိုကျွန်တော် wire တစ်ခါတွဲလိုက်မယ်ပေါ့နော်အရှင်းဆုံးမှာဆိုလို့ရှိရင်တော့ဒီဘက်က minus လေးပေါ့နော်ဒီ battery ကတော့တော်တော် ampere တောင်းတဲ့ battery လေးပဲဖြစ်ပါတယ်နောက်ပြီးတော့ရင်ကျွန်တော်ဒီမှာဒီ amplifier ကတ်ကလေးတွေပေါ့နော်ကျွန်တော်တကတ်မှာကျွန်တော်မြန်မာငွေအနေနဲ့ဆိုလို့ရှိရင်1500ပဲရှိပါတယ်ပေါ့နော်မြန်မာငွေ1500ပဲရှိတယ်အဲ့တော့ဒီကတ်မှာဆိုလို့ရှိရင် speaker ကနှလုံးတွဲပါမယ်ပေါ့နော်ဟိုဘက်က minus ဒီဘက်ကဒီ plus ပေါ့နော်ကျွန်တော်ကဒီမှာ right ပေါ့နော် right ကိုအရင်ဆုံးတွဲမယ်ပြီးရင် left ကိုတွဲမယ်ပေါ့နော်ဘယ်တန်ညာတန်လေးဒီကောင်ကပါတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ right ကိုအရင်ဆုံးဒီအပေါင်းနဲ့အနှုံနဲ့ကိုတက်လိုက်မယ်ပေါ့နော်အဲ့ပြီးတော့ရင်တော့နောက်ထပ် speaker တစ်လုံးနဲ့ကျွန်တော်တို့ဒီ last part ပေါ့နော် last ကိုလည်းထပ်ပြီးတော့တွဲမယ်အဲ့တော့ဒီမှာအပေါင်းကိုအရင်တွဲမယ်ပြီးရင်ဒီဘက်ကအနှုတ်ကိုထည့်မယ်ပေါ့နော်ဒီကောင်လေးတွေကတော့ဒီတင်ဂီတာလေးတွေပါတာဖြစ်တဲ့အတွက်မှားစီရတော့မရှိပါဘူးเนาะပြီးတိုင်းတော့ဒီဘက်က minus ကိုတွဲလိုက်မယ်ပေါ့နော်ကျွန်တော် minus ကိုအပြာလေးထားတာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ဒီမှာ audio ဝင်ဖို့အတွက်ပေါ့နော်ဒီ ground ကြိုးရဲ့ left က right ရဲ့ဆိုပြီးတော့ကြိုးလေး၃ချောင်းပါမယ်အဲ့ဒီအတွက်ကျွန်တော်ကြိုးအဖြူလေးကို right ထားတယ် ground ကြိုးကိုတော့ကျွန်တော်တို့အပြာရောင်လေးထားတယ်ပေါ့နော်ပြီးရင်တော့ minus ကိုတော့ left part ကိုထားတယ်အမဲရောင်လေးကိုတော့ left ကိုထားတယ်ပေါ့နော်မှာဝါယာ၃ကြောင်းကိုကျွန်တော်ထုတ်လိုက်မယ်ပြီးတော့လည်းဒီ audio jack ပင်အထိုင်လေးမှာကျွန်တော်တို့တစ်ခါလေးတွဲမယ်ပေါ့နော်ကျွန်တော်ဘယ်တန်ညာတန်ကတော့ကျွန်တော်ဘယ်ဘက်မှာထားအဆင်ပြေတယ်ပေါ့နော် speaker နှလုံးဖြစ်တဲ့အတွက်ဘယ်နဲ့ညာနေရတော့အဆင်ပြေတယ်ကျွန်တော် ground ကတော့ထိတ်ဆုံး audio စပြီးတော့နောက်ဆုံးဝင်နေပေါ့နော် audio jack ကပြောမယ်ဆိုလို့ရှိရင်တော့နောက်ဆုံးပင်က minus ထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအပေါက်ရဲ့ထိတ်ဆုံးနေရာလေးကတော့အမြဲတမ်းဒီ minus ကို ground ကြိုးကိုထားပေးရမယ်ပေါ့နော်ကျန်တဲ့နေရာကတော့ left and right ကတော့ဘယ်နေရာထားရပါတယ်ကျွန်တော်ဒီမှာ ground ကအပြာရောင်လေးဖြစ်တဲ့အတွက်အပြာရောင်လေးကိုဒီဘက် audio ဝင်မဲ့ထိတ်ဆုံးအပေါက်ကလေးနားမှာထားရတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပါပဲအဲ့ဒါပြီးသွားရင်တော့ကျွန်တော်ဒီကောင်ကို5ဖို့ကျွေးပေးရမယ်ပေါ့နော်5ဖို့ကျွေးမှာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ minus ကိုတော့ဒီကတ်ကလေးကိုတစ်ခါလေးတွဲလိုက်မယ်ပေါ့နော်ကျွန်တော် plus ကတော့ဒီအပေါင်းကတော့ကျွန်တော်ခလုတ်ကနေမှလာမှာဖြစ်တဲ့အတွက်အဖွင့်ပိတ်လက်ဖွင့်မှလာမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီခလုတ်ကလေးခံဖို့အတွက်ပေါ့နော်တတ်ဝါယာတစားနဲ့ထုတ်လိုက်တယ်အဲဒါဆိုလို့ရှိရင်ဘယ်ဒီကလာတဲ့အပေါင်းရဲ့ဒီကတ်လာတဲ့အပေါင်းရဲ့နှစ်ချောင်းရပါမယ်ပေါ့နော်အဲ့နှစ်ချောင်းကတော့ခလုတ်ကပေနှစ်ခုကိုသွားဆက်ပေးရမယ်အဲ့ပြီးသွားရင်ဒီကောင်ကိုအားသွင်းဖို့အတွက်ပေါ့နော်အားသွင်းဖို့အတွက်ကျွန်တော်တို့ဒီဘက်ထရီရဲ့ minus နေရာမှာဝါယာတစားထုတ်မယ် plus နေရာမှာဝါယာတစားထုတ်မယ်ပေါ့နော်အဲ့တော့ဒီကောင်လေးအတွက်ကိုတော့ကျွန်တော်တို့အားသွင်းကတ်လေးတသက်သုံးပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ TP 456ဒီရိုးရိုး Android ခေါင်းလေးနဲ့ဟာကိုသုံးနေပေါ့နော်တိုက်စီလူရှိတဲ့လူကလည်းတိုက်စီခေါင်းလေးနဲ့ဝယ်သုံးလို့ရပါတယ်ဒီကောင်လေးကလည်း1500ပဲကျပါတယ်နော်အဲ့တော့3000ပဲရှိသေးပါတယ်
အဲ့တော့ဒီမှာB- နဲ့ B+ နေရာလေးမှာကျွန်တော်တို့ battery ရဲ့အနှုတ်နဲ့အပေါင်းကိုတက်ပေးရမယ်ပေါ့နော်တက်ပြီးတော့ရင်တော့ဒီကောင်လေးကိုလည်းကျွန်တော်တို့ double tick ကလေးတွေနဲ့ကတ်မယ်ပေါ့နော်ဒါကတော့ audio ကတ်ကလေးရဲ့ဖင်လေးကိုကျွန်တော်တို့ဒီ double tick နဲ့ကတ်တာပေါ့နော်တက်ပြီးတော့ရင်ကျွန်တော်တို့အရင်ဆုံး speaker တစ်လုံးပေါ့နော်ဟိုဘက်က speaker လေးကိုကျွန်တော်တို့အရင်ဆုံးထည့်လိုက်မယ်ဒီဘက်ကတစ်လုံးကိုတော့မထည့်သေးဘူးကျွန်တော်တို့ကျန်တဲ့နေရာအထိုင်လေးတွေချပေါ်မှာဒီကောင်ကိုနောက်ဆုံးထည့်မယ်ပေါ့နော်အဲ့တော့ရင်ဦးဆုံးအနေနဲ့ဒီ audio ကတ်ကလေးကိုကျွန်တော်တို့အတွင်းထဲမှာ double tick ကလေးနဲ့တစ်ခါတည်းကတ်ထားလိုက်မယ်ပေါ့နော်ကျွန်တော် speaker ထည့်ရင်လည်းလွတ်တဲ့နေရာလေးမှာကတ်မယ်မှာနော်ကျွန်တော်ဒီဘက်တောင်လာလေးမှာကတ်ထားလိုက်တယ်အဲ့ဒါပြီးတော့ရင်ဒီအဲ့ရနေလာတဲ့ဒီဂျိုးလေးတစားပေါ့နော်အနီဂျိုးတစားကိုကျွန်တော်တို့ထုတ်ထားမယ်အပြီးတော့ရင်တော့ကျွန်တော်ဒီမှာဘက်ထရီကိုထည့်မယ်ပေါ့နော်ဘက်ထရီကိုမထည့်ခင်ကျွန်တော်ဒီကောင်ကိုလည်း double tick နဲ့ကတ်မယ်အဆင်ပြေရင်ကျွန်တော်တို့ဒီကော်လေးနဲ့ပါအတွင်းထဲမှာတစ်ခါလေးကတ်ထားတင်တယ်ပေါ့နော်ဘက်ထရီကခဏခဏဒီလှုပ်တာတို့ရမ်းတာတို့ဆိုလို့ရှိရင်ကျွန်တော်တို့ကလောက်လောက်ဖြစ်နေမှာဆိုလို့ပါနော်ကျွန်တော်ဒီမှာ double tick နဲ့ဒါစမ်းပြထားတယ်ကော်လေးနဲ့ကတ်ထားရင်တော့ကျွန်တော်တို့ပို့ပြီးတော့ခိုင်းနေပေါ့နော်ကျွန်တော်ဒီမှာ double tick ကလေးနဲ့ကျွန်တော်တို့အထဲထဲမှာကတ်ထားလိုက်တယ်အဲ့တော့ဘက်ထရီကနေနဲ့ကျွန်တော်တို့ဒီမှာအပေါင်းစားတစားထွက်လာမယ်ပေါ့နော်အဲ့နှစ်ခုကိုတော့ကျွန်တော်ခလုတ်ကလေးနဲ့တစ်ခါလေး join မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာခလုတ်ကလေးတစ်ခုပေါ့နော်တက်လိုက်မယ်အဲ့တော့အဲ့ခလုတ်ကလေးမတက်ခင်ပေါ့နော်ကျွန်တော်ဒီမှာအရင်ဦးဆုံးခလုတ်တက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီTB 4056ကတ်ကလေးတွင်းရတာခက်ခဲမှာဆိုတဲ့အတွက်ကျွန်တော်ဒီမှာ TB 4056ဒီအာသွင်းကတ်ကလေးကိုအရင်ဆုံးထည့်လိုက်မယ်ပေါ့နော်အဲ့ဒါထည့်ပြီးမှခလုတ်ကလေးကိုဒီခဲတိုးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာကတ်ကလေးကိုအရင်ဆုံးသူ့အထိုင်လေးထဲမှာထည့်လိုက်မယ်ပေါ့နော်တေချာလေးထုတ်မယ်ပေါ့နော်။မှာဆိုရင်ရပါပြီ။ရသွားတဲ့အခါမှာဆိုရင်တော့နောက်မှာတောက်ကလေးတွေပါထည့်ပေးရင်တော့ပိုကောင်းတယ်ပေါ့နော်။ဒါမှအသွင်ကောင်းကိုထိုးတဲ့အခါမှာဆိုလို့ရှိရင်ထွဲတဲ့ကိုကျုံဝင်သွားတာတော့ဘာလို့မဖြစ်တော့မှာပေါ့နော်။အဲတော့ကျွန်တော်ခလုတ်ကိုမတိုးခင်ဒီမှာဒီ audio jack အထိုင်လေးကိုလည်းတခါတည်းဒီအပေါက်ကလေးတွေကနေထုတ်လိုက်မယ်ပေါ့နော်။ဒီမှာပေါ့နော်ထွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ကိုလည်းကျွန်တော်5 udu ကော်လေးနဲ့ထိတ်ကလေးကိုကတ်ထားလိုက်မယ်ပေါ့နော်ဒီမှာအပေါက်ထဲကိုလောင်းအောင်မဟုတ်ဘူးเนาะဘေးတောင်လေးတွေကိုပဲကတ်မှာဖြစ်ပါတယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ခလုတ်ကိုခဲတိုးရမယ်ပေါ့နော်ကျွန်တော်ဒီမှာဒီအပေါင်း2ဆပေါ့ကျွန်တော်ခလုတ်ကလေးနဲ့ခဲတိုးလိုက်မယ်တိုးပြီးတာပြီဆိုတာနဲ့ထဲထဲကိုထည့်လိုက်ရုံပဲပေါ့နော်ပြီးသားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ speaker လေးကိုထည့်ရုံပဲပေါ့နော်မှာ speaker လေးတွေကိုထိုင်ချလိုက်မယ်ပြီးသွားရင်တော့ speaker ရဲ့ down လေးကိုကျွန်တော်တို့ 502 call လေးနဲ့လိုက်ကပ်မယ်ပေါ့နော်
မှာအားသွင်းကြည့်မယ်ပေါ့နော်အားသွင်းကြည့်တဲ့အခါမှာဆိုရင်နီအောင်လေးလင်းနေပေါ့နော်ဒါဆိုလို့ရှိရင်တော့ဘက်ထရီကိုအားဝင်တယ်မှာဖြုတ်လိုက်တဲ့အခါမှာဆိုနီအောင်လေးပျောက်သွားတယ်ပေါ့နော်မှာနီအောင်လေးလင်းနေပေါ့နော်ဒါဆိုရင်အားသွင်းတာလည်းဆင်ပြေသွားပြီပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဒီမှာဖွင့်ပြီးတော့စမ်းကြည့်မယ်ပေါ့နော်မှာဆေးမှုတ်ထားတဲ့အတွက်အရန်ကိုလည်းလှပါတယ်နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ audio jack ဖင်လေးတွဲလိုက်မယ်အားပြီးတော့ရင်ဖုံးမှာတစ်ချောင်းကိုထည့်မယ်ပေါ့နော်ဒီကျိုးလေးကလည်း2000ပဲပေးရပါတယ်နော်ကျွန်တော်တို့အလုံးပေါင်းမှာကျွန်တော်ဒီ9000ပဲရှိသေးပါတယ်နော် speaker နဲ့ခလုတ်ကလေးနဲ့မှာကျွန်တော်တို့အားလုံးပေါင်း1000တောင်မပြည့်ပါဘူးနော် speaker ကကျွန်တော်တို့ TV အဟောင်းက speaker လေးနှလုံးပဲဖြစ်ပါတယ်အဲ့တော့အရင်ဆုံးခလုတ်ကလေးကိုဖွင့်လိုက်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်စပြီး audio ဖွင့်ထားပြီပေါ့နော်